Thumbelina. တစ်ချိန်ကအရန်စိတ်ကောင်းပြီးတယောက်ထဲနေထိုင်ရတဲ့မိန်းမတစ်ယောက်ရှိခဲ့ပါတယ်။သူမဘဝမှာအလိုချင်ဆုံးအရာတစ်ခုကတော့ကလေးတစ်ယောက်အရန်သေးငယ်ပေမဲ့ကိုချစ်နိုင်မဲ့ကလေးတစ်ယောက်ပါ။ဒါပေမဲ့ဘလောက်ပဲဆန္ဒပြုနေခဲ့ပေမဲ့သူမစီကိုကလေးတစ်ယောက်မျှမရောက်လာခဲ့ပါဘူး။တနေ့ညနေခင်းမှာသူမရဲ့စိတ်ထဲကတောင်းတမှုကထိမ့်မနိုင်လောက်အောင်များလာတဲ့အခါတောရဲ့အစွန်မှာနေထိုင်တဲ့အမျက်တနိုးပညာရှိမင်းသမီးကြီးတစ်ယောက်စီကိုသွားခဲ့ပါတယ်။ကျမကိုကူညီနိုင်မလားကလေးတစ်ယောက်လိုချင်ပါတယ်။အရန်သိငယ်ရင်တော့အဆင်ပြေပါတယ်။နီလန်းတစ်ခုခုရှိမလား။မင်းသမီးကြီးကပြန်ဖြေခဲ့ပါတယ်။အိုးဟုတ်ကဲ့ဒါကိုစီစဉ်ပေးနိုင်ပါတယ်ဒီမူရောစေ့ကိုယူပြီးပန်းအိုးထဲမှာစိုက်ပါဂယုတစိုက်ရေးထည့်ပါတီးခံဆောင်ဆိုင်ပါမိမကအဲ့ဒီမူရောစေ့ကိုဝမ်းမြောက်စွာလက်ခံပြီးမင်းသမီးကိုငွေပြားစိတ်နှစ်ပြားပေးချေခဲ့ပါတယ်သူမအိမ်ပြန်သွားပြီးပြောထားတဲ့အတိုင်းအတိအကျစိုက်လိုက်ပါတယ်နောက်တနေ့မနက်မှာအံ့ဩစရာကောင်းတဲ့အရာတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်မြေထဲကနေအစိမ်းရောင်အရွက်ပေါက်ထိုးနောက်ပင်စီပြီးတော့မျိုးစေ့ပွင့်တစ်ပွင့်ထွက်လာပါတယ်။ညနေအချိန်ရောက်တော့ပန်းအိုးထဲမှာလှပတဲ့ပန်းတစ်ပွင့်ပေါက်နေခဲ့ပါတယ်။အိုးလှလိုက်တဲ့ပန်းလေးသူမပန်းကိုနမ်းလိုက်တဲ့အခါပန်းကချက်ချင်းပွင့်သွားပြီးအတွင်းထဲမှာလက်မတစ်ချောင်းရွယ်ပဲရှိတဲ့မိန်းကလေးသေးသေးလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ကလေးငါကလေးလေးသူမကိုသံပေါက်နံလို့နာမည်ပေးခဲ့ပါတယ်။မိမကတံပယ်ဝနာအတွက်ဝါလာနက်ခွန်နဲ့အိယာလေးပြုလုပ်ပေးခဲ့ပါတယ်။ခေါင်းအုံးကိုဘိုင်အိုလက်ပန်းပွင့်နဲ့ဆောင်းကိုတော့ရိုးစရွက်နဲ့ပြုလုပ်ပေးခဲ့ပါတယ်။နေကင်းဘက်တွေမှာတံပယ်ဝနာကစပွဲပေါ်မှာကစားတက်ပြီးရေပြားတစ်ခုပေါ်မှာတူလစ်ပန်းရွက်လေးနဲ့လှေစည်းတက်ပါတယ်။တခါတရံသူမတချင်းဆိုတက်ပြီးသူမရဲ့အတန်ကပန်းခင်းထဲကလေပြေလိုနူးညံ့လှပါတယ်။ Every cage is soaring cold in the morning light. Oh, 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 if me, hear my choice will start to fly. In my read a word of light, but everything choose life. As the sea rises, as the stars let us wake, in the soft herring ferrying to the grace of me. So oh, 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 if me by the scarlet children dream, I know a range of things are feeling into me. ဒါပေမဲ့တညမှာတံပလနာအိပ်ပျော်နေခြင်းတရင်ပေါက်ကွဲနေရကနေဖားကြီးမားပြီးအယမ်းမလှတဲ့ဖားမတကောင်ဝင်လာခဲ့ပါတယ်။ဒီကလေးလေးကငါသားအတွက်ဇနီးကောင်းဖြစ်လိမ့်မယ်။တံပယ်လီနာကိုသူမရဲ့ဝါလာနက်ခွန်အိယာနဲ့အတူဖမ်းယူပြီးဖားမကရေတောထဲကိုခုန်ထွက်သွားပါတယ်။နောက်မနက်တံပယ်လီနာနိုးလာတဲ့အခါသူမကိုရေကန်ထဲကရေကွန်ပန်းရွက်ပေါ်မှာတင်ထားတာတွေ့လိုက်ရပါတယ်။ငါဘယ်မှာလဲ။ကူညီပါ။ငါကလေးတွေကအောက်ကနေကြည့်ပြီးပြောကြပါတယ်။သူမဒီနေရာနဲ့မသိတော့ဘူး။သူမအရန်ကောင်းတယ်။သူတို့အတူတူပန်းရွက်ရဲ့တန်ကိုကိုက်ဖြတ်လိုက်တဲ့အခါတံပယ်ဝနံရှိတဲ့ရွက်ကရေစီးနဲ့အတူဝေးသွားပါတယ်။သူမအမျိုးမျိုးသောအန္တရာယ်တွေကိုကြုံတွေ့ခဲ့ရပါတယ်။အေးခဲတဲ့ဆောင်းရာသီနောက်ဆုံးမှာတော့သူမကိုလေကျမတကောင်ကကယ်တင်ခဲ့ပါတယ်။လေကျမကပြောပါတယ်။ဒီဆောင်းရာသီမှာငါအိမ်မှာနေနိုင်ပါတယ်။ဒါပေမဲ့လေကျမရဲ့အိမ်ကြီးချင်းကချမ်းသာပြီးအလွန်မှန်တက်တဲ့မိုးလောက်တူးတကောင်ဖြစ်ပါတယ်
သူကတမ်ဘလင်နာကိုမင်္ဂလာဆောင်ကျင်ခဲ့ပါတယ်။တနေ့မှာသူတို့လမ်းအောက်တူးလန်းထဲမှာတည်သွားပြီလို့ထင်ထားတဲ့လိပ်ပြာငှက်တစ်ကောင်ကိုတွေ့ခဲ့ပါတယ်။တမ်ဘလင်နာကအဲ့ဒီငှက်ကိုလှို့ဝှက်စွာဆေးကုသပေးပြီးစောင်းရသည်တစ်လုံးလုံးထိမ့်သိမ်းပေးခဲ့ပါတယ်။နှွေဦးရောက်လာတဲ့အခါငှက်ကပြန်လဲကောင်းမွန်လာပြီးပြောခဲ့ပါတယ်။မင်းကအသက်ကိုကယ်ခဲ့တယ်ငါနဲ့အတူပြန်တမ်းမလား။တမ်ဘလင်နာကလက်မခံခဲ့ပေမဲ့မိုးလောက်နဲ့မင်္ဂလာဆောင်ရမယ့်နေ့ရောက်လာတဲ့အခါသူမဆုံးဖြတ်ချက်ပြောင်းခဲ့ပါတယ်။ငှက်လေးကျမကိုခေါ်သွားပါ။သူမငှက်ရဲ့တောင်ပံနဲ့ချီပြီးသူတို့နှစ်ယောက်အပူပိုင်းနိုင်ငံတွေကိုပြန်တန်းသွားခဲ့ပါတယ်။အဲ့ဒီနေရာမှာပန်းပွင့်တွေပြည့်နေပြီးပန်းတပွင့်ထဲမှာရွှေတရဖူဆောင်းထားတဲ့မင်းသားသေးသေးလေးတစ်ယောက်ရှိနေပါတယ်။မင်းကဘယင်မဖြစ်မလား။တမ်ဘလင်နာကပြန်ဖြေခဲ့ပါတယ်။ဟုတ်ပါတယ်။ကျမဖြစ်ပါမယ်။သူမကိုတောင်ပံလေးတွေပေးပြီးနာမည်အသစ်မေယာလို့ခေါ်ခဲ့ကြပါတယ်။အဲ့ဒီနေ့ကစပြီးတမ်ဘလင်နာတစ်ချိန်ကအရန်သေးငယ်ပြီးမိမိနေရာမရှိခဲ့တဲ့ကလေးလေးဟာပန်းလောကရဲ့ဘယင်မဖြစ်လာပြီးပျော်ရွှင်စွာနေထိုင်သွားခဲ့ပါတယ်။ပြီးဆုံးပါပြီ။